ဒီအပေါင်းနေရာလေးကိုနှိပ်မယ်နော်โอเคအပေါင်းနေရာနှိပ်မယ်နှိပ်လို့ဆိုရင်ဒီလိုလေးပေါ်လာမယ်နော်ပေါ်လာလို့ဆိုရင်ဒီအလဲနေရာလေးနှိပ်မယ်နော်ဒီအလဲစာတန်းလေးကိုနှိပ်မယ်နှိပ်လို့ဆိုရင်ကျွန်တော်တို့ပန်ရွေးမယ်ဒီမှာတော့ပန်နေရတော့နေတာမဟုတ်နော်အားလုံးမင်္ဂလာပါဒီတစ်ခါကျွန်တော်ပြန်လဲမျှဝေပေးမှာကတော့ကျွန်တော်ရဲ့ဘိုဘိုထွန်း channel ဆိုတဲ့ YouTube channel ထဲမှာမေးတာနဲ့ comment လေးကိုကျွန်တော်ပြန်လဲပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်เนาะဒါ comment လေးမေးတာလဲဆိုတော့เนาะဒီမှာဒါလေးမေးတာလဲဆိုတော့ဒီမှာเนาะဒီဥစ္စာလေးပေါ့เนาะဒါလေးပေါ့เนาะအခုရေ FCB ဘာနံပါတ်နာမည်မှတ်ထားနည်းလေးပြောပြပေးပါလားเนาะโอเคเนาะဒီတစ်ခါကတော့ကျွန်တော် FCB ခေါ်ဒီထိုင်ဖာနဲ့သုံးတဲ့ညီကိုတွေအတွက်ကိုတီးသားเนาะကျွန်တော်ပြန်လဲပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်เนาะဒီထဲမှာထိုင်ဖာနဲ့သုံးတဲ့ညီကိုတွေစီလို့ဆိုရင်ဒီနည်းလေးကိုလိုချင်တယ်ဆိုလို့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုထဲမှာဝင်ကြည့်ပြီးတော့သုံးလို့ရပါတယ်เนาะ download ဆွဲလို့လည်းရပါတယ်เนาะ share လို့လည်းရပါတယ်เนาะအားလုံးကိုခွင့်ပြုပါတယ်เนาะကဲဒီနည်းလေးကိုကျွန်တော်လုပ်ပြပေးမှာဖြစ်ပါတယ်เนาะဒီနည်းလေးကဘယ်လိုလုပ်ရလဲပေါ့เนาะကျွန်တော်တို့ဘာနေမှာဒီထိုင်ပါနေ software ထဲမှာပတ်စံလွှဲတဲ့ချိန်ဆိုလို့ဆိုရင်ကျွန်တော်တို့အလွယ်တကူလွှဲလို့ရတဲ့နည်းလေးပေါ့เนาะတကယ်လို့ကျွန်တော်တို့ဒီညီလေးပြောထားသလိုเนาะဒီညီလေးပြောထားသလိုနာမည်မမှတ်တာဘူးဆိုလို့ဆိုရင်ကျွန်တော်တို့ပတ်စံတစ်ခါလွှဲလို့ဆိုရင်ဘာနံပါတ်တစ်ခါရေးရမယ်နာမည်တစ်ခါကြည့်ရမယ်အဲ့လိုပေါ့เนาะလွှဲလို့ဆိုရင်အများတန်းကိုကအလောက်လျှောက်တယ်เนาะတကယ်လို့ဒီညီလေးပြောသလိုပေါ့เนาะဒီညီဒီမှာ comment လေးပေးထားသလိုမျိုးနာမည်ကိုမှတ်ထားမယ်ဆိုလို့ဆိုရင်ပတ်စံလွှဲတဲ့အချိန်ဆိုလို့ဆိုရင်ကိုမှတ်ထားတဲ့နာမည်လေးကိုထောက်ပြီးတော့ငွေအမောက်เนาะငွေအမောက်လေးပဲရေးလိုက်ရုံပဲငွေအမောက်ရေးလိုက်ပြီဆိုလို့ဆိုရင်ဒါကျွန်တော်တို့ပတ်စံလွှဲလို့ရပြီဖြစ်ပါတယ်เนาะငွေအမောက်လေးရေးလိုက်ရုံဖြစ်เนาะကျွန်တော်ပတ်စံလွှဲလို့ရပြီအလွယ်တကူလွှဲလို့ရတဲ့နည်းလေးပေါ့เนาะဒါဒီညီလေးပြောတဲ့နည်းလေးကိုเนาะโอเคเนาะဒီနည်းလေးကိုကျွန်တော်လုပ်ပြပေးမှာဖြစ်ပါတယ်เนาะဒါဒီတစ်ခါပါတော့ FCB ထိုင်ပါနဲ့တုံးတဲ့ညီကိုတွေအတွက်တည်တံ့ဖြစ်ပါတယ်เนาะโอเคကဲကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတာကျွန်တော်လုပ်ပြမယ်เนาะကျွန်တော်နဲ့အတူတူလိုက်ပြီးတော့တည်တည်ချာချာလိုက်ပြီးတော့ကြည့်ပြီးတော့လုပ်ကြည့်ရအောင်เนาะတကယ်လို့အဆင်ပြေလို့ဆိုရင်လည်းအဆင်ပြေတယ်ပေါ့เนาะအဆင်မပြေဘူးဆိုရင်လည်းအဆင်မပြေဘူးဆိုတော့ကျွန်တော်ရဲ့ YouTube channel ထဲမှာလာပြီးတော့ comment မှာပါပေးလို့ရပါတယ်เนาะနောက်တစ်ခုကြတော့ကျွန်တော်ရဲ့ဒီ comment ထဲမှာလာပြီးတော့မှတ်ထားပေးတဲ့ညီကိုတွေအားလုံးကိုလည်းဒါကျွန်တော်တောင်းမှတ်ပါတယ်เนาะတောင်းမှန်ပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီမှာပြန်ပြီးတော့မဖြေတာပေါ့เนาะပြန်ပြီးတော့မဖြေနိုင်တာပေါ့เนาะကျွန်တော်အလုပ်အခုတလောဆိုတော့အလုပ်တွေအများကြီးစောက်တယ်เนาะစောက်တဲ့အတွက်ကြောင့်မို့ကျွန်တော်မဖြေပေးနိုင်ဘူးเนาะဒီ comment တွေကိုเนาะ comment ပေါင်းနေတာမဟုတ်ဘူးเนาะ comment ပေါင်း80ကျော်တယ်เนาะကျွန်တော်မဖြေနိုင်တဲ့အတွက်ကြောင့်မို့တောင်းမှန်ပါတယ်เนาะနောက်ပြီးတော့အခုနီးလေးလောက်ပြတယ်ဆိုတာလည်းကျွန်တော်ဗန်သွားတဲ့မလို့ပဲねကျွန်တော်ဖုန်းထဲကနေပြီးတော့လောက်ပြလို့ရတဲ့နီးလေးမို့လို့ကျွန်တော်ဒါဖုန်းထဲကနေပြီးတော့လောက်ပြပေးမှာဖြစ်ပါတယ်เนาะကဲကျွန်တော်လုပ်ပြမယ်เนาะဘယ်လိုလုပ်လဲဆိုတာကြည့်လိုက်ရအောင်เนาะโอเคအရင်ဆုံးကျွန်တော်တို့ထွက်လိုက်မယ်เนาะထွက်ပြီးအရင်ဆုံးကျွန်တော်တို့ထိုင်ပါနဲ့ software တွေဝင်မယ်เนาะထိုင်ပါနဲ့ software တွေကိုရင်ဝင်မယ်ကဲဒီတစ်ခါကတော့ကျွန်တော်ကတော့ဒီအင်္ဂလိပ်စာနဲ့ပဲကျွန်တော်ပြန်လည်မြောက်ပြီးမှဖြစ်ပါတယ်เนาะပုံမှန်ဆိုရင်ကျွန်တော်ထိုင်းစာနဲ့ပဲသုံးတယ်เนาะအခုကျတော့ကျွန်တော်အင်္ဂလိပ်ဘာသာနဲ့ပြောင်းပြီးတော့ကျွန်တော်အင်္ဂလိပ်စာနဲ့ကျွန်တော်ပြန်လည်မြောက်ပြီးမှဖြစ်ပါတယ်เนาะကဲပြီးလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပတ်စံလွယ်နဲ့ဒီ B နေရာလေးကိုနှိုက်မယ်เนาะ B နေရာလေးကိုနှိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပတ်စံလွယ်နဲ့ဒီမြားကောက်လေးနေရာလိုက်မယ်เนาะဒီနေရာလေးနှိုက်မယ်เนาะပတ်စံလွယ်နဲ့နေရာနှိုက်မယ်เนาะโอเคဒီနေရာမှာကြတော့ကျွန်တော်ကနေပြီးတော့ကျွန်တော်ရဲ့ဒီထိုင်ပါနေ software ထဲမှာပတ်စံလွယ်နဲ့ software ထဲမှာကျွန်တော်ကလက်ပွေနဲ့ကျွန်တော်ကဟိုဒါလောက်တာတော့ဗောနော်လက်ပွေနဲ့ password ခံထားတယ်ဒါညီကိုလို့မှာကြတော့ number နဲ့ password ခံထားတယ်ဆို number နဲ့နှိုက်ပေါ့နော်ကျွန်တော်ကတော့လက်ပွေနဲ့ password ခံထားတဲ့အတွက်ကြောင့်မို့လက်ပွေနဲ့နှိုက်လိုက်မယ်နော်โอเคပြီးလို့ဆိုရင်ဒီလိုမျိုးမျက်နှာပြင်ပေါ်လာမယ်နော်ဒီမျက်နှာပြင်ကျပတ်စံတော့နေတာမဟုတ်နော်တိန်ကြော်တာစားတယ်နော်မဟုတ်ထောင်ကျော်ပဲစီတယ်နော်ထောင်နဲ့223ကျပ်ပဲစီတယ်နော်ဒီဘန်ထဲမှာโอเคပြီးလို့ဆိုရင်တော့ကျွန်တော်ဒီထဲထဲမှာเนาะကျွန်တော်ဒီမှာကျွန်တော်အဲ့လိုနာမည်လေးတွေမှတ်ထားတာတွေ့မှာเนาะဒီမှာเนาะကျွန်တော်ရဲ့ပို့ထွန်းဒီမှာဆိုလို့ဆိုရင်နာမည်တွေပေါ့เนาะဒါနာမည်တွေအများကြီးကျွန်တော်မှတ်ထားတာဒါအလွယ်တကူပေါ့เนาะကျွန်တော်လွယ်ပတ်စံလွယ်နေချိန်ကြဆိုရင်အလွယ်တကူလွယ်လို့ရအောင်ဆိုကျွန်တော်မှတ်ထားတာเนาะဒါတော့เนาะခဏကျွန်တော်ပြောသလိုပေါ့ဒီလိုနာမည်လေးရေးထားမှဆိုရင်ပတ်စံလွယ်လို့ဆိုရင်အလွယ်တကူလွယ်လို့ရတယ်ပေါ့เนาะမှတ်ကြည့်โอเคဘယ်လိုလွယ်ကူလဲဆိုလို့ဆိုရင်ကျွန်တော်ပြောပြမယ်အခုလိုနာမည်လေးမှတ်ထားလိုက်ပြီးဆိုလို့ဆိုရင်เนาะကျွန်တော်တို့အခုဒီလို
နော်ဒါနာမည်မှတ်ထားလိုက်ဆိုတာကိုသိပါပြီဘဒူရဲ့ဘန်ဆိုသိပါပြီဆိုရင်ကျွန်တော်တို့လွှဲငလူရဲ့ဒီဘန်ကိုနှိပ်လိုက်မယ်နော်ကဲဒီတစ်ခုကျနှိပ်ပြမယ်နော်နှိပ်လိုက်မယ်โอเคနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့တွေ့တာဟုတ်ဒီမှာဘန်နံပါတ်ပြီးရိုက်တာပါရောတိန်တာပါနော်ပြီးလို့ဆိုရင်ကျွန်တော်တို့ဒီလိုနေရာမှာငွေမောက်လေးရေးလိုက်မယ်100ပေါ့ပေါ့100နဲ့1000 100နှိပ်လို့ကျွန်တော်တို့โอเคအမှန်နှိပ်လိုက်မယ်ဒီမှာကြည့်ဒါဆိုပြည့်စုံပြီဘာမှလုပ်ကြမလို့နော်ကျွန်တော်တို့ဒီငွေမောက်လေးရေးလိုက်ရုံပြည့်ဒါပြီးသွားပြီเนาะဘယ်လောက်လွယ်ကူလဲပြီးလို့ဆိုရင်ကျွန်တော်တို့လွှဲမယ်အောင်နိုင်မယ်အောင်နိုင်ပါဆိုတော့ဆိုရင်ဒီမှာကြည့်အကောလုံးသူအချက်လက်ပြည့်စုံနေပြီဒါကတော့ကျွန်တော်ပါမယ်เนาะကျွန်တော်ရဲ့ဒါကစီကွန်ပါဒါကတော့ထိုင်ပါနေပါပေါ့เนาะဒီမှာကြည့်ပြီးလို့ဆိုရင်ကျွန်တော်တို့ဒီအောက်မှာเนาะဒီအောက်မှာအတီးပြုတ်လိုက်မယ်ဆိုလို့ဆိုရင်ဒီနေရာလေးထပ်နိုင်မယ်ဆိုတော့ပတ်စံဝင်ပြီเนาะအတီးပြုတ်လိုက်လို့ရပြီเนาะโอเคเนาะလွယ်လေเนาะဘာမှခောက်โอเคအဲ့ဒီလိုပေါ့နော်သူရဲ့အကျိုးတက်ရောက်မှုပေါ့နော်တကယ်လို့နာမည်ရေးထားပြီးတော့တင်ထားမှဆိုရင်သူရဲ့အကျိုးတက်ရောက်မှုဘယ်လိုရှိလဲဆိုတာကျွန်တော်ပြရတယ်နော်โอเคပြန်ထွက်မယ်နော်ထွက်လို့ဆိုရင်ကျွန်တော်ဒီနာမည်ကိုကျွန်တော်အရင်ဖြတ်မှရမယ်နော်ဖြတ်ပြီးတော့ကျွန်တော်အသေးအနေပြန်ပြီးတော့ကျွန်တော်မှတ်ပြမယ်နော်โอเคဒီလိုမျက်နှာပြင်ရောက်ပြီဆိုလို့ဆိုရင်ကျွန်တော်တို့အခုလိုဒီလိုနာမည်တွေမှတ်တာနဲ့အပေါ်နေရာမှာဒီလိုဘောပင်လေးစီတယ်နော်ဒီဘောပင်လေးအဲ့ဘောပင်နေရာလေးကိုနိုင်လိုက်မယ်နော်အဲ့လိုစင်โอเคဒီမှာကြည့်ကျွန်တော်မှတ်တာနဲ့နာမည်တွေရှိတယ်အဲ့နာမည်တွေကိုဖြတ်ကျင်တယ်ဆိုရင်ဒီလိုမျိုးအမိုက်ပုံလေးကိုနှိပ်လိုက်လို့စင်ဒါရပြီเนาะနာမည်တွေကိုဖြတ်ပြကျင်တယ်ဆိုရင်ပေါ့နော်ကိုရိုက်တာနဲ့သူရဲ့နာမည်ဒါဖြတ်ကျင်တယ်ဆိုရင်ဒီမိုက်ပုံလေးနှိပ်လိုက်ကျွန်တော်ရဲ့နာမည်ဒီနာမည်ကိုကျွန်တော်အရင်ဖြတ်မယ်เนาะဖြတ်လို့စင်ကျွန်တော်အသစ်ပြန်ရေးပြမယ်เนาะโอเคကျွန်တော်မိုက်ပုံလေးနှိပ်မယ်ဖြတ်မယ်ဆိုရင်เนาะပြီးလို့စင်ဒီနေရာလေးမှာ yes เนาะ yes delete နှိပ်လိုက်မယ်เนาะโอเคပြသွားပြီเนาะအခုကျွန်တော်ခဏကနာမည်မရှိတော့ဆိုရင်โอเคနာမည်မရှိတော့ဆိုရင်ကျွန်တော်နာမည်အသစ်ပြန်ရေးမယ်เนาะနာမည်အသစ်ပြန်ရေးမှဆိုရင်ဒီအပေါ်မှာအပေါင်းလေးရှိတယ်ဒီအပေါင်းနေရာလေးကိုနှိပ်မယ်เนาะโอเคအပေါင်းနေရာနှိပ်မယ်နှိပ်လို့ဆိုရင်ဒီလိုလေးပေါ်လာမယ်เนาะပေါ်လာလို့ဆိုရင်ဒီအလဲနေရာလေးနှိပ်မယ်เนาะဒီအလဲစာတန်းလေးကိုနှိပ်မယ်နှိပ်လို့ဆိုရင်ကျွန်တော်တို့ပန်ရွေးမယ်ဒီမှာတော့ပန်နေရတော့နေတာမဟုတ်เนาะကိုဘယ်ပန်လဲပေါ့နော်ဘယ်ပန်မှတ်ခြင်းလဲကိုရဲ့တငယ်ချင်းကဘယ်ပန်အောင်သုံးလဲပေါ့နော်ထိုင်ပန်နဲ့ပန်မဲ့သုံးတာလားကစီကွန်သုံးလားကွန်ထိုင်သုံးလားနော်နောက်တော့ပန်ကောက်ပန်သုံးလားနော်နောက်တော့ TDB ပန်သုံးလားဒီမှာပေါ့နော်ကိုပန်ယူရမှာဒါကျွန်တော်ကနမူနာမှတ်ပြမှာဆိုတော့ကျွန်တော်ကစီကွန်ပန်မှတ်ပြလိုက်မယ်နော်ကစီကွန်ပန်ကိုကျွန်တော်ယူရမှာပြီးလို့ဆိုရင်ကျွန်တော်တို့ဒီနေရာမှာပန်နံပါတ်ရေးမယ်ဒီနေရာမှာနော်ပန်နံပါတ်โอเคဘန်နံပါတ်ရေးပါဆိုလို့ဆိုရင်တော့ဒီနေရာမှာအမှန်ဆိုရင်ငွေမောက်ရေးရမှာเนาะငွေမောက်မရေးနဲ့ငွေမောက်ကိုကျွန်တော်တို့မရေးဘူးလွှဲကန်ဒီမှာကျွန်တော်တို့အရင်သိရေးမှာပေါ့เนาะကြိုပြီးတော့မထည့်တာဘူးပေါ့เนาะဒီနေရာโอเคပြီးလို့ဆိုရင်ကျွန်တော်တို့ဒီအာဝစာတန်းလေးကိုနှိပ်မှာเนาะဒီစာတန်းလေးနှိပ်မှာနှိပ်လို့ဆိုလို့ဆိုရင်ဒီနေရာမှာကျွန်တော်တို့နာမည်ရေးမယ်เนาะကျွန်တော်တို့လွှဲပေးမဲ့သူရဲ့နာမည်ကိုရေးမယ်โอเคကျွန်တော်ကတော့ကျွန်တော်ပို့ထုံးပဲရေးလိုက်မှာเนาะပို့ထုံးမှာကျွန်တော်ရေးမှာเนาะကျွန်တော်ရဲ့ဘန်နံပါတ်ကိုကျွန်တော်နမူနာထည့်ပြရတယ်ဆိုတော့เนาะပြီးလို့ရှိရင်ကျွန်တော်ဒီနေရာလေးဆက်မှာเนาะဒီနေရာလေးနိုင်မှာเนาะโอเคဆက်လိုက်ပြီဆိုလို့ရှိရင်ဒီမှာတွေ့မှာเนาะမကြည့်ဒီမှာကြည့်ပြန်ရောက်လာပြီเนาะโอเคเนาะဒီမှာဆိုရင်ဒါတော့နာမည်ရောက်ပါပြီเนาะနာမည်ရောက်ကျွန်တော်ပြန်ထွက်မယ်โอเคနောက်ပြီးတော့ကျွန်တော်ပတ်စံเนาะလက်တွေ့လွှဲပြမှာเนาะလွှဲလို့ရလားမရလားပေါ့เนาะဘယ်လိုအရင်သိလွှဲရလဲဆိုတာโอเคပြီးလို့ရှိရင်ဒီမှာကြည့်အဲ့ဒီနာမည်လေးကိုနှိပ်မယ်နော်နာမည်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ဆိုရင်ဒီနေရာမှာငွေအမောက်ထည့်မယ်နော်ငွေအမောက်လေး100โอเค100ထည့်ပြီးရင်ပေါ်ဆွဲတင်လိုက်ဆွဲတင်ပြီးရင်ဒီအောက်ကနေရာလေးနှိပ်မယ်ဒါတော့မလွယ်သေးဘူးเนาะဒါတော့မရောက်သေးဘူးเนาะဒါဒီတစ်ခါမှเนาะဒီတစ်ခါမှဒီနေရာနှိပ်မှရောက်မှာเนาะအရင်ဆုံးကိုကနာမည်ဆက်ရမှာเนาะဘာနာမည်နဲ့ဘာနံပါတ်နဲ့မှန်လားဆိုတော့ဒီမှာစစ်ကြည့်မယ်เนาะနောက်ပြီးတော့လွယ်က free လွယ်ကမပေးရအောင်เนาะကျွန်တော်တို့ဒီဖုန်းဆော့ဝဲနဲ့လွယ်မှာဆိုရင်မပေးရဘူးဘန်ဘုံမှာဘန်ကတ်နဲ့တလွယ်မှာဆိုရင်တော့ပေးရမယ်เนาะဘာမတူလို့စင်ဘာဖြစ်လို့ဆိုတော့ဘာမတူနဲ့တော့ကြောင့်မို့ထိုင်ဘာနေရနေပြီးတော့ကစီကောင်လွယ်နဲ့တော့ကြောင့်မို့ဘန်ဘုံမှာဘန်ကတ်နဲ့လွယ်မှာဆိုရင်လွယ်ကပေးရမယ်เนาะအခွန်ဆောင်မယ်ဒါပေမဲ့ဒီလိုမျိုး software နဲ့ဖုန်းနဲ့ကနေလွယ်မှာဆိုရင်အခွန်ဆောင်ကမပေးရဘူးတကြမှမပေးရဘူး free เนาะโอเคပြီးသွားပြီဆိုတော့နာမည်လေးမှန်ကန်သွားပြီပေါ့เนาะကိုဒီမှာလိုက်ပြီးတော့စစ်စီလို့မှန်သွားပြီဆိုဒီ hour နေရာလေးနေမယ်เนาะโอเคနေလိုက်โอเคဒီမှာဆိုလို့စင်ကြည့်ပတ်စံဝင်သွားပြီเนาะဒါဆိုဝင်သွားပြီလုံးဝစိုင်းဝင်လာပြီမကြည့်
နော်ဒီမှာစာရေးဝင်လာပြီဒီမှာနော်စာရေးဝင်လာပြီ okay စာရပါပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီပန်စလစ်ကိုနော်ကိုချဲခြင်းတယ်ပေါ့နော်ကိုရတဲ့ငယ်ချင်းကိုပို့ပေးခြင်းတယ်ဆိုရင်ဒီနေရာလေးကိုနိုင်မယ်နော်ဒီနေရာလေးကိုဒါလေးနိုင်ပြီးတော့ကျွန်တော်တို့ Messenger မှာပို့ပေးမလား Line မှာပို့ပေးမလားပေါ့နော် okay ဒီမှာလည်းထားပြီးတော့ယူလို့ရတယ် okay ပြီးရင်ကျွန်တော်တို့ group မှာမပို့ဘူးနော်ကျွန်တော်လွှဲပြတာဆိုတော့နော်ပြန်ထွက်လိုက်မယ်နော်ဒီနေရာလေးနိုင်မယ်ဒီနေရာနိုင်ပြီးထွက်မယ် okay အခုဆိုလို့ရှိရင်ဒါအပြင်မြင်နဲ့ပြင်ရပါပြီနော် okay နော်ဒါအခုဆိုလို့ရှိရင်ဒါဒီမှာမီတာနဲ့ညီလေးတော့ပါနော်ဒီမှာကျွန်တော်ရဲ့ဘိုးထွန်း channel ထဲမှာလာပြီးတော့ YouTube ထဲမှာမီတာနဲ့ညီကိုလေးပေါ့နော်ကျွန်တော်ဖြည့်ပေးပါရင်နော်ဒီမှာ okay နော်အခုလို့ဆိုလို့ရှိရင်လောက်လို့ရပြီလို့ကျွန်တော်ထင်တယ်နော်ကျွန်တော်ပြတာလဲရှင်းမယ်လို့လည်းထင်ပါတယ်နော်တကယ်လို့မရှင်းဘူးဆိုလို့ရှိရင်လုံးလို့မရဘူးဆိုရင်ကျွန်တော်ရဲ့ comment ထဲမှာလာပြီးတော့ရေးလို့ရပါတယ်နော်နောက်ပြီးတော့အခု comment တွေလည်းမဖြေပေးရတာနော်တောင်းပါပါတယ်နော်ကျွန်တော်မအားလို့ပါနော်အားဆိုရင်ကျွန်တော်တန်းနိုင်ဆိုလောက်လို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တခါတည်းလုပ်ပြပါပေးမှာနော်တခါတည်းတင်ပြပေးမှာဖြစ်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like share နိုင်ပြီး subscribe လေးနိုင်ပေးပါလို့နော်ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်နော်အားလုံးကိုကျေးဇူးများတင်ပါတယ်နော်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆောင်ကြမယ်တတာ